ဘုရားမြတ်စွာကထိတိလင်းလင်းထုတ်ဖော်ထားတယ်ဧကရဲ့နောအယံမဲ့ခွန်းဒီလမ်းကြောင်းဟာတခုတည်းသောလမ်းကြောင်းပါတဲ့စိတ်နှလုံးရဲ့ပူလောင်မှုတွေဖယ်ရှားပြစ်နိုင်တဲ့တခုတည်းသောလမ်းကြောင်းပါလို့ဆိုစိတ်နှလုံးရဲ့ပူလောင်မှုဆိုတာဘာကိုပြောတာတော့ဆိုပူလောင်မှုလက်ရှိတယ်တောကပရိဒေဝဒုက္ခဒေါမနတာလူတိုင်းခံစားမှုတယ်တောကကိုမြန်မာလိုပြန်တော့စိုးရိမ်တယ်လို့ပြန်ကြတာနော်စိုးရိမ်စိတ်ဟာငယ်တာနဲ့ကြီးတာဒီနှစ်ခုပဲရှိတယ်အလွန်အမင်းစိုးရိမ်စိတ်တွေများလာလို့ရှိရင်နောက်ဆုံးမှာတတိတွေလွတ်ပြီးတော့ယူသွတ်သွားတဲ့အနေအထားထိရောက်စိုးရိမ်တာအားလဲစိုးရိမ်မှုတွေလွန်ကဲလာတဲ့အခါလူဟာတတိလက်လွတ်ပြီးတော့ယူသွတ်သွားတဲ့အနေအထားမျိုးအလုံးသိကြတဲ့ပတာစာရီဆိုတဲ့တထေသမီးလေးဟာတောကကိုမထိန်နိုင်တဲ့အခါမှာတောကုံမတ္တကလို့ခေါ်တယ်တောကကြောင့်ယူသွားတဲ့အယူဘဝရောက်သွားကဲသူတောကဖြစ်เสียတွေကိုယ့်အကိုခံစားနားလည်ကြည့်လိုက်ဆင်းရဲဒုက္ခအင်တန်မှကြီးမားတဲ့ဆင်းရဲဒုက္ခကြုံတယ်သူ့ရဲ့ဘဝအကျိုးပေးမကောင်းလို့အိမ်တော်ကြီးကံမကောင်းသည့်အတွက်ကြောင့်နံပါတ်1ဒုက္ခရောက်တယ်သို့တော့ထားလိုက်အောင်မိသားစုဘဝမှာအမေဖေရဲ့ပြစ်ပယ်မှုကိုခံရလို့ကိုယ့်ဘဝကိုရုန်းကန်ပြီးတော့နေလို့ရသေးတယ်နောက်ဆုံးမှာပတာစာရိဇလံမြန်မာပြိဿတ်တွေအားလုံးသိပြီးသားပဲခီးလမ်းမကြီးကိုရှောက်လန်းလာတဲ့အခါမှာအားကိုးပြီးတော့လာရတဲ့အားကိုးရတဲ့သူ့ရဲ့အမျိုးသားလမ်းမှာပဲဝေကိုက်ပြီးတော့ဆုံးသွားအဲဒီလိုဝေကိုက်ဆုံးသွားတယ်ဆိုတာတာမန်ကမ်းမဟုတ်ဘူးသူကိုယ်တိုင်ကမိဖွားနေတဲ့အချိန်တယောက်ျားဆုံးသွားတယ်သူကိုယ်တိုင်ကလည်းမိဖွားနေတယ်အနားနားမှာလည်းပဲအရွယ်ကလေးသွားနိုင်လာနိုင်တဲ့အရွယ်ငယ်ကလေးကလည်းရှိတယ်ဟောတောကြီးမြက်မဲတဲ့မှာအာမိ3ယောက်ပဲကျန်တယ်အားကိုးရမဲ့လူကသိသွားပြီညာကြီးမင်းကြီးမိုးတွေကရွာလို့မောင်ကြီးမဲမဲတဲ့မှာတညလုံးလင်းသည်ထိအောင်တစ်ပည့်အောင်မှာဒီတိုင်းငုတ်တုတ်ဒုက္ခဘလောက်ရောက်တယ်ဆိုတာစဉ်းစားကြည့်ပေါ့နော်သောတာတွေဖြစ်တယ်အဲ့ဒါလို့နဲ့လူနယ်လာတဲ့သားငယ်လေးကိုချီလမ်းလျှောက်နိုင်တဲ့သားလေးကိုလက်ကဆွဲဆင်းရဲဒုက္ခတွေကျုံနေတဲ့ပတာစာတွေဟာသောကတွေရင်ဝယ်ပိုက်လို့မျက်ရည်တွေရွှဲနေပြီးအိမ်ပြန်လာတဲ့လမ်းခရီးမှာညရွာချလိုက်တဲ့မိုးကြီးကမူးမြစ်လိုရေအမတန်မှစီတဲ့ချောင်းရည်ပြောင်းရည်ရေတွေတအားတသွင်းသွင်းစီးနေတဲ့ချောင်းကြီးကိုဟိုဘက်ကန်းကိုဖြတ်ဖို့ကြိုးစားတဲ့အခါမှာလည်းကြည့်လေသားငယ်ကလေးကိုဟိုဘက်ကန်းကိုအရင်ပို့ရအကုန်လုံးနဲ့မတတ်နိုင်ဘူးရေကအမတန်မှရေစီးတန်သားငယ်လေးကိုချီပြီးတော့ဟိုဘက်ကန်းသွားပို့မနေကြီးသွားရဟိုဘက်ကန်းရောက်လို့သားကလေးကိုချထားတယ်လမ်းလျှောက်နိုင်တဲ့သားကလေးပြန်ခေါ်ဖို့လာခြေလက်ကောင်ရောက်တဲ့အခါကျချထားတဲ့သားငယ်လေးကအမတန်မှငယ်သေးတယ်နီတွေးဆိုတော့ကောင်းငင်ကဝဲနေတဲ့စွန်ကြီးကစားစရာထင်ပြီးတော့
ထိုးဆင်းလာပြီးတော့တုတ်သွားအဲ့ဒီအချိန်မှာစွန်ကိုအောက်ကနေပြီးတော့ခြောက်ထားလက်ခုပ်တီးပြီးတော့စွန်နဲ့လည်းသားပါသွားတယ်လက်ခုပ်တီးခြောက်လိုက်တဲ့အခါကျတော့ဟိုဘက်မှာမျက်စိတငယ်နဲ့ကြံရစ်တဲ့သားလေးကသူ့ခေါ်တယ်ထင်ပြီးရေထဲဆင်တော့မျောပါသွားဟောကဲသူ့ဘဝစဉ်းစားတာချီတယ်ကလေးနှစ်ယောက်စလုံးဟာဆုံးရှုံးသွားတယ်အဲ့တော့အကုရလေးတစ်ချက်ကြံသေးတယ်သူ့မှာတောကဖြေစရာလေးကြံသေးတယ်ဘာတော့အော်ဒီမျိုးကြီးမှာအမေရှိတယ်အဖေရှိတယ်မောင်လေးတယောက်ရှိတယ်သူတို့မျက်နှာမြင်ရလို့ရှိရင်ဒီတောကတွေဖြေနိုင်မှာပဲလို့ဆိုသွားဒီကြီးမိုးကြီးကြလို့ညာကအိမ်ပြိုပြီးတော့အမေရောအဖေရောမောင်လေးရောဆုံးသွားအော်ဒီမြို့နာရောက်တဲ့အခါကျတော့မေးတယ်လေဘယ်လမ်းကဘယ်တထေးဘယ်နာမည်သိလားလို့မေးတော့သိတယ်ညာကမိုးကြီးလေးကြီးကြအိမ်ပြိုလို့အကုန်လုံးသိသွားပြီဟောက်ဟုတ်နာလှမ်းကြည့်လိုက်မိကိုတလူလူနဲ့အဲ့ဒါသူတို့အလောင်းတွေမီးရှို့နေတာကဲအဲ့ဒီအချိန်မှာခံစားကြည့်တယ်မှာကိုယ်ဘဝနဲ့ကိုယ်ခံစားကြည့်ကိုယ်သာဆိုရင်ဘယ်လိုနေမလဲအဲ့ဒီအချိန်မှာတတိလက်လွတ်ဖြစ်ပြီးတော့တောကရောက်အယူတယ်မောဘွာရောက်သွားတယ်ဒီလိုပြောတာနော်ရှူးသွားပြီနှလုံးစိတ်ဝမ်းအေးချမ်းမှုနေနေတာယူသွားပြီအဲ့တော့တောကဆိုတဲ့သဘာဝတရားဟာပျက်စီးသွားပြီဆိုလို့ရှိရင်စိုးရိမ်တတ်ကြဥပမာကိုပိုင်တဲ့ပစ္စည်းတစ်စုံတစ်ခုကြောင့်ပျက်စီးသွားပြီလို့သတင်းကြားရင်သူဟာခြေမကိုင်မိလက်မကိုင်မိဖြစ်တယ်။မိလောင်လို့အိမ်ကမိတဲ့ပါသွားတဲ့ဟောခြေမကိုင်မိလက်မကိုင်မိဖြစ်တယ်။ပစ္စည်းတွေပါဖြစ်သွားတဲ့ခြေမကိုင်မိလက်မကိုင်မိဖြစ်တယ်။တောကတွေဖြစ်တယ်။တစ်စုံတစ်ခုပျက်စီးတော့မယ်ဆိုလို့ရှိရင်ပျက်စီးမှုကိုအကြောင်းပြုပြီးတော့တောကဆိုတာလာတယ်ပေါ့။အဲ့ဒီကရင်ထဲမှာပူတဲ့အပူဟာဘာနဲ့တားမလဲနှလုံးစိတ်ဝမ်းအေးချမ်းမှုအတွက်ဘာလို့မြတ်စွာဘုရားကဒီလိုမဖြစ်ရအောင်နှလုံးစိတ်ဝမ်းအေးချမ်းစေတဲ့နည်းလမ်းတွေကိုပေးထားတယ်နောက်ဆုံးမှာမြတ်စွာဘုရားနဲ့တွေ့လိုက်တဲ့အခါဘုရားမြတ်စွာရဲ့မေတ္တာစွမ်းအားကရုဏာစွမ်းအားတွေကြောင့်ရင်ထဲမှာပူပြီးတော့တောကဖြစ်နေတဲ့ပဋ္ဌာစာရီဟာတောကငြိမ့်သွားတတိတွေပြန်ရလာလို့ရှိုက်ကြီးတင်ငယ်ငိုလိုက်တဲ့အချိန်မြတ်စွာဘုရားသခင်ကိုရောမြတ်ကအေးခုဘဝမှာဒါမျိုးငိုရတာမဟုတ်ဘူးမင်းငိုခဲ့ရတဲ့ဘဝတွေများလာပြီဒါတွေအတွက်ပူးမနေနဲ့နော်တန်လျာအမြဲတမ်းကြာနေအခုလို့မိဘမောင်ဘွားသေဆုံးခြင်းသာသမီသေဆုံးခြင်းမိမိတို့ရဲ့ရှင်မောရှင်မက်တွေသေဆုံးခြင်းဆိုတာတွေကဘဝတန်တရားမှာရိုးနေလောက်အောင်အချိန်ချင်းထပ်ထပ်ကြုံတွေ့ခဲ့ဘူးပြီမတွေ့တဲ့လူဆိုတာလောကမှာမရှိဘူးအလုံးဟာအမောမှာပဲရှောက်နေကြမြတ်စွာဘုရားရဲ့အနမတက်ကဒေသနာကိုနည်းနည်းနားလိုက်ရတာနဲ့ဘောကလေးတွေငြိမ့်သွားစိတ်နှလုံးအေးချမ်းမှုတွေကိုရဒါကခိတ္တခဏငြိမ့်တဲ့စိတ်နှလုံးအေးချမ်းမှုအဲ့ဒီလိုစိတ်နှလုံးအေးချမ်းမှုရလို့အယူတဲ့မောဟဘဝကလွတ်ပြီးတော့သူ့ရဲ့တတိကိုပြန်ရလို့အတိညာဉ်တွေဖြစ်ပေါ်လာတဲ့အချိန်မြတ်စွာဘုရားတတိပဋ္ဌာန်ကျင့်စဉ်ကိုဟောပေးတတိပဋ္ဌာန်ကျင့်စဉ်ကျင့်လိုက်တဲ့အခါမှာနောက်ဆုံးပဋ္ဌာစာရီဟာယန္တာမှာကြီးဖြစ်သွားတာမဟုတ်လားစိတ်နှလုံးစိတ်ဝမ်းအေးချမ်းမှုဘယ်တော့မှတောကဆိုတာပြန်မဖြစ်တော့အစင်ထာဝရအေးချမ်းတဲ့စိတ်နှလုံးပိုင်ခြင်းနှလုံးစိတ်ဝမ်းအေးချမ်းမှုကိုရသွားပြီလို့ဒီလိုပြောတာဘာနဲ့ရတာတုံးလို့မေးလို့ရှိရင်ဒီလမ်းကြောင်းနဲ့ပဲရဘုန်းကြီးတို့တွေသူ့လိုစိတ်နှလုံးစိတ်ဝမ်းအေးချမ်းမှု
သာဝရအေးချမ်းမှုကိုပိုင်ဆိုင်ရင်လည်းရကြရှင်တယ်ဆိုရင်အဲ့ဒီလမ်းပဲလျှောက်ခိုင်းတာဗျာလူတိုင်းဟာလျှောက်ဒီလမ်းတောကမဖြစ်ခင်ကကြိုလျှောက်ထားလို့ရှင်တောကဖြစ်เสียကြုံရင်လည်းပဲတောကဖြစ်မှာမဟုတ်ဘူးဖြစ်ပြီးမှလျှောက်ခိုင်းတာမဟုတ်ဘူးဖြစ်ပြီးတဲ့ပုဂ္ဂိုလ်လည်းတောကဆိုတာပျောက်သွားနိုင်မဖြစ်သေးတဲ့ပုဂ္ဂိုလ်လည်းပဲတောကမဖြစ်အောင်တားနိုင်သွားတယ်အဲ့ဒါကိုမဟာသတိပဋ္ဌာန်တုတ်ပါဟောတာလေတောကပရိဒေဝနံသမတိကမာယယင်းထဲမှာပူလောင်နေတဲ့တောကတရားတွေကိုကြော်လွှားဖို့တောကကိုမထိန်နိုင်တဲ့အခါမှာငိုရယိုရတယ်ဆိုတဲ့ပရိဒေဝတရားအဲ့ဒီပူလောင်မှုနှမျိုးကြော်နိုင်ဖို့ကြော်လွှားသွားနိုင်ဖို့စိတ်နှလုံးစိတ်ဝမ်းအေးချမ်းမှုရဖို့ဆိုတာဟောဒီလမ်းပဲရှိတယ်ဒီလမ်းအတိုင်းလိုက်လို့ပြောတာနော်အဲ့ဒီလမ်းအတိုင်းလိုက်လို့အေးချမ်းသွားတဲ့ပုဂ္ဂိုလ်ကြီးမြောင်များစွာဖြစ်တယ်ပေါ့အလုံးသိကြတဲ့အတိုင်းကြားမှုတဲ့အတိုင်းတဏ္ဍတိအမတ်ကြီးဆိုတာလေအမှန်တမ်းစိတ်ပူရတဲ့အနေအထားမျိုးသွားကြုံနေလေအမှန်တမ်းစိတ်ပူနေရတဲ့အချိန်မှာမြတ်စွာဘုရားကဒီလမ်းကိုလျှောက်ခိုင်းလိုက်တဲ့အခါမှာသူ့ရဲ့နှလုံးစိတ်ဝမ်းဟာအေးချမ်းပြီးတော့နောက်ဆုံးမှာဘယ်တော့မှမပူရတဲ့သာဝရအငြိမ့်တက်ကိုသူရရှိသွားတာဒီလမ်းပဲပေါ့အဲ့တော့ဒီလမ်းကနေပြီးတော့နှလုံးစိတ်ဝမ်းအေးချမ်းမှုတွေပြီးသွားတာဟာသိင်္ဂနံမကဘူးသိမ့်တန်းကလေးမကတရားတွေဟာအေးချမ်းမှုနှလုံးစိတ်ဝမ်းအေးချမ်းမှုကိုရရှိသွားတယ်လို့ဒီလိုဆိုလိုတာအဲ့တော့စိတ်ရပူလောင်မှု၄မျိုးဆိုတာတောကတစ်စုံတစ်ခုပျက်စီးမှုသို့မဟုတ်ပျက်စီးတော့မလို့ကြုံတွေ့ရတဲ့အခါမှာပျက်စီးမှုဆိုတာဘာတွေတုံးဆိုရင်ညာတိဗျာဒနာဆွေတွေမျိုးတွေသိဆုံးတာဘောဂဗျာဒနာစီစဉ်ဥစ္စာတွေပျက်စီးတာဘောဂဗျာဒနာကိုယ်တဏ္ဍာမှာကုလို့မရတဲ့ယောဂါတွေဆွဲကပ်တာကြည့်ပြီတချို့များအမေရိကန်ချက်ကသွားလုပ်တယ်အင်္ဂါသွားတော့ကမချာကြီးအမေရိကန်ချက်ကလုပ်တော့ diagnose မှာအဖြေထုတ်လိုက်ကင်ဆာတဲ့ဆိုလို့ရှိရင်ဘာဖြစ်သွားလဲနော်စိတ်မခိုင်တဲ့လူတွေဆိုလို့ရှိရင်ကုလို့မရဘူး incurable ကင်ဆာယောဂါတဲ့လို့ဆိုလိုက်တာနဲ့တချို့ပုဂ္ဂိုလ်တွေဟာသေလူလီပါဖြစ်သွားစိတ်ဓာတ်တွေကျဒါပါတော့ဆိုတောကပဲအဲ့ဒါလို့မဖြစ်ရအောင်မြတ်စွာဘုရားကဒီလမ်းတိုင်းလျှောက်ပါလို့ပြောတာဒီလမ်းတိုင်းဆိုတော့ဒီအကျင့်ကိုကျင့်ခိုင်းဒီတရားကိုနှလုံးသွင်းခိုင်းတာလို့ဒီလိုပြောတာတောကမထိန်နိုင်ဘူးဆိုရင်ငိုကြတယ်အေးလောကလူတွေကတော့အမှတ်တင်ညာတိတ်ပြီးတော့မရှိကြဘူးတောကဖြစ်ရင်စိုးရိမ်တယ်ပူဆွေးတယ်ငိုကြွေးလိုက်တယ်ပြီးတော့ပြန်ပြုံးနေကြပျော်မြဲပြောနေကြမေ့ထားလိုက်ကြပြန်မေ့ထားလိုက်ပြန်ပြီနောက်တစ်ခါတွေ့နောက်တစ်ခါငိုလိုက်တယ်မေ့ထားလိုက်ပြန်နောက်တစ်ခါတွေ့ငိုလိုက်အောင်မယ်မေ့ထားလိုက်ပြန်ဘယ်တော့မှလွတ်အောင်ကြိုးစားဖို့ဆိုတာစိတ်ထဲမှာမရှိကြဒီလိုဖြစ်တာနော်ဒါကိုဘယ်လိုထိန်းနိုင်ဘာနဲ့ထိန်းရမလဲဆိုတာမစဉ်းစားတော့ဘူးကျုံလိုက်တာနဲ့တကြိုင်နဲ့အားရအောင်ငိုပြီးတော့ဖြေပြောက်ပလိုက်တယ်နောက်တစ်ချိန်ကျုံရင်နောက်တစ်ချိန်ငိုအောင်မယ်ဒီလိုနဲ့ပဲတောကကိုရင်ဆိုင်ပြီးဒုက္ခထဲမှာနစ်မွန်းနေကြတယ်နောက်အပူနှစ်ခုကတော့ဘာလို့ဆိုရင်ဒုက္ခဒေါမနတခန္ဓာကိုယ်ကြီးရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာကာယကဒုက္ခလို့ခေါ်တဲ့ဆင်းရဲဒုက္ခနဲ့ခံရတာပဲဒီဒုက္ခကတော့ဘုရားယဟန္တာတောင်မလွတ်ဘူးလေကာယကဒုက္ခဆိုတာဘုရားယဟန္တာတောင်မလွတ်ဘူး
ယုတ်ဓမ္မကြီးမားတယ်သို့တော့ဒေါမနတလို့ခေါ်တယ်ဒုက္ခပေါ်မှာနောက်ကနေလိုက်ပါလာတဲ့စိတ်ဆင်းရဲမှုဆိုတာကျတော့ဘုရားယဟနာတွေမှာမရှိဘူးပုရုဇဉ်တွေကြတော့ကြည့်ကာယကဒုက္ခဖြစ်လိုက်တာနဲ့စေတသိကဒုက္ခကတွဲဖက်လာနှစ်ထပ်ပိုးခံရနော်ဒုက္ခကနှစ်ထပ်ကွမ်းလို့ပြောကာယကဒုက္ခခံရတဲ့ထဲမှာဖြစ်ရလေခြင်းလို့ဆိုတဲ့စိတ်ဆင်းရဲမှုထပ်ပိုးလိုက်တဲ့အခါကျတော့ဒုက္ခကနှစ်ထပ်ကွမ်းဖြစ်သွားအဲ့ဒါလို့စိတ်နှလုံးပူလောင်မှုတွေပျောက်ကင်းမှုဆိုတာဒီလမ်းကြောင်းကလွဲလို့တခြားလမ်းကြောင်းမရှိပါဘူးလို့မဟာသတိပဋ္ဌာန်တုတ်မှာဟောတယ်ဒုက္ခဒေါမနတနာအထင်ကမာယကိုဆင်းရဲခြင်းစိတ်ဆင်းရဲတွေချုပ်ငြိမ်းသွားဖို့ဆိုတာလေဒီလမ်းကြောင်းကပဲရှောက်ရမယ်ဒီအလုပ်ပဲလုပ်ရမယ်ဒီလိုပြောတာမြတ်စွာဘုရားနော်အဲ့တော့နှလုံးစိတ်ဝမ်းအေးချမ်းဖို့ဆိုတာဒါလွဲလို့တခြားလုပ်เสียမရှိဘူးဒါကြောင့်မို့မြတ်စွာဘုရားရဲ့တရားဓမ္မဘုရားဘာသာဝင်သူတော်စင်တို့မြတ်စွာဘုရားရဲ့တရားဓမ္မစိတ်နှလုံးကိုဥတည်ပြီးတော့ဆုံးမဩဝါဒပေးတာဖြစ်တော့ကြောင့်စိတ်နှလုံးအေးချမ်းမှုရအောင်ကြိုးစားမအိုးအောင်လုပ်လို့မရဘူးမနာအောင်လုပ်လို့မရဘူးမသေးအောင်လုပ်လို့မရဘူးဖြစ်လာပြီးရင်တော့ဥမှာပဲနာမှာပဲသိမှာပဲမအိုးခင်မနာခင်မသေးခင်အချိန်ရှိတဲ့အချိန်လေးမှာအိုရာအတွက်စိတ်နှလုံးကကြံ့ကြံ့ခံနိုင်ဖို့နာရာနဲ့ဆုံတွေ့တဲ့အခါမှာစိတ်နှလုံးကကြံ့ကြံ့ခံနိုင်ဖို့သိခြင်းတရားနဲ့ရင်ဆိုင်တဲ့အခါမှာစိတ်နှလုံးကြံ့ကြံ့ခံနိုင်ဖို့ဆိုမြတ်စွာဘုရားဟောတယ်အေးနိဗ္ဗာန်ဆိုတာမအိုမနာမသေးလို့ပြောကြဖြစ်ပြီးမအိုမနာမသေးဘူးပြောတာမဟုတ်ဘူးနိဗ္ဗာန်ဆိုတာဖြစ်ကိုမဖြစ်တော့ဘာမဖြစ်တာတုံးလို့မေးလို့ရှိရင်ခန္ဓာတွေမဖြစ်တော့ခန္ဓာဖြစ်နေရင်ဒုက္ခဖြစ်အောင်ပါပဲခန္ဓာချုပ်မှဒုက္ခချုပ်တယ်ဒုက္ခဆိုတာကဒီခန္ဓာကိုခေါ်တာကိုရထားတဲ့ခန္ဓာဟာဒုက္ခပဲကိုရထားတာကဒုက္ခရထားတာဖြစ်သောကြောင့်ဒုက္ခကိုတော့ရင်ဆိုင်ရမှာဖြစ်တယ်မြတ်စွာဘုရားကိုရမြတ်တိလည်းရင်ဆိုင်သွားတာပဲဒါဖြင့်ဘုရားတရားတော်ရဲ့စွမ်းဆောင်မှုကဘာလဲလို့မေးလို့ရှိရင်အေးကာယကဒုက္ခကိုရင်ဆိုင်ရပြီမဲ့လို့နှလုံးစိတ်ဝမ်းအေးချမ်းတယ်တဲ့ဒါပဲเนาะစိတ်ဆင်းရဲတာမရှိတော့ဘူးနှလုံးစိတ်ဝမ်းအေးချမ်းနှလုံးစိတ်ဝမ်းအေးချမ်းမှုစိတ်နှလုံးဟာကြံ့ကြံ့ခိုင်သွားအရင်ကမင်္ဂလာတုတ်ထဲမှာလည်းရှိတယ်မဟုတ်လားဘယ်လိုအခက်ခဲလောကရဲ့သဘာဝတွေနဲ့ကြုံတွေ့ဖုဒ္ဓတ္တလောကဓမ္မေဟိစိတ်တံယတ္တနက္ခံပတိလောကဓာန်လို့ဆိုတဲ့အထက်မှာအများသိတဲ့လောကဓာန်နဲ့မကဘူး။ဥခြင်းဆိုတာလဲလောကဓမ္မလောကသဘာဝပဲ။နာခြင်းဆိုတာလဲလောကရဲ့သဘာဝပဲ။သိခြင်းဆိုတာလဲလောကရဲ့သဘာဝပဲ။အဲဒီလောကသဘာဝတွေအတွက်စိတ်နှလုံးဟာတုံလုံးခြောက်ခြားမှုမရှိဘူး။ကြံ့ကြံ့ခိုင်ပြီးစိတ်နှလုံးဟာအေးချမ်းနေတယ်။အတောကံဆိုရင်တော့ဘူးဝိရဇစိတ်ထဲမှာအညစ်အကြေးဆိုတာမရှိဘူးခေမစိတ်နှလုံးစိတ်ဝမ်းဟာအေးချမ်းနေတယ်ဘေးရန်အန္တရာယ်တွေမရှိတော့အဲ့ဒီအနေအထားမျိုးရောက်အောင်မြတ်စွာဘုရားကဆုံးမသွန်သင်တာပါဘုန်းကြီးတို့တွေအဲ့ဒါလောက်ကြီးနှလုံးစိတ်ဝမ်းအေးချမ်းမှုအပြည့်အဝမရတာသက်သာမှုရအောင်လာကြိုးစားထားတရားကိုနှလုံးသွင်းတရားကိုဆင်ခြင်နိုင်လို့ရှိရင်သက်သာမှုရလောကလူတွေဟာတရားမရှိဘူးဆိုရင်ပို့ပြီးတော့ခံရတရားရှိတဲ့ပုဂ္ဂိုလ်ကတရားနဲ့ဖြေနိုင်တယ်လို့ဒီလိုပြောတာနော်ယူတော်လောက်အောင်တောကမဖြစ်ဖို့မူးမေ့သွားလောက်အောင်စိတ်ဆင်းရဲမှုတွေမဖြစ်ဖို့
နှလုံးစိတ်ဝမ်းအေးချမ်းမှုတွေကိုအစဉ်ထာဝရမရဘူးအေးချမ်းမှုရမြတ်စွာဘုရားတရားတော်ကစွမ်းဆောင်မှုတွေကိုပေးနိုင်ပါတယ်လို့ဒီလိုပြောတာနော်